ဒေးဗစ်ဒီဂီယာကွင်နနာနိုဝင်ဘာလ9ရက်1990မှာမွေးဖွားခဲ့ပါတယ်ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်အသင်းမှာနောက်ဆုံးကစားခဲ့ပြီးလက်ရှိချိန်မှာတော့အသင်းလက်မှတ်ဖြစ်နေပါတယ်စပိန်လက်ရေးစဉ်ကစားသမားဟောင်းတဦးလည်းဖြစ်ပါတယ်2010ခုနှစ်အလယ်လောက်မှာသူဟာကမ္ဘာအကောင်းဆုံးကူးသမားတွေထဲကတယောက်ဖြစ်ခြေခြေပြည့်ပြည့်သတ်မှတ်ခံခဲ့ရပါတယ်မက်ဒရစ်မှာမွေးဖွားပြီးအနီးနားမှာရှိတဲ့အဲလီဇက်မှာကြီးပြင်းလာသူဒီဂီယာဟာအက်တလက်တီကိုမက်ဒရစ်မှာသူ့ရဲ့ကစားသမားဘဝကိုစတင်ခဲ့ပါတယ်အသက်16နှစ်အရွယ်2009မှာသူ့ရဲ့စီနီယာပွဲဦးထက်မကစားခင်ကလပ်မှာအကယ်ဒမီစနစ်နဲ့မြင့်တက်လာခဲ့သူဖြစ်ပါတယ်UEFA Europa League နဲ့ UEFA Super Fla တို့ကို2010ခုနှစ်ကအသင်းနဲ့အတူရရှိခဲ့ပါတယ်သူ့ရဲ့စမ်းဆောင်ရည်တွေဟာနောက်ပိုင်းမှာမန်ယူအသင်းရဲ့အာရုံစိုက်မှုကိုခံခဲ့ရပြီး2011ခုနှစ်ဇွန်လမှာတော့ပေါင်18.9 သန်းနဲ့မန်ယူအသင်းကဝယ်ယူသွားခဲ့ပါတယ်အဲ့ဒီချိန်တုန်းကဂိုးသမားတစ်ယောက်အတွက်ဘီးတိန်စံချိန်တင်ခဲ့ပါတယ်ဒီကီယာမန်ချက်စတာယူနိုက်တက်အသင်းကိုရောက်ရှိကလေးကပွဲပေါင်း900ကျော်ကစားခဲ့ပြီးပရီးမီးယားလိဂ်ချန်ပီယံဆု FA ဖလားလိဖလားကွန်မန်တီတိုင်း3ချိန်နဲ့ UEFA Europa League ဖလားတို့ကိုဆုခွန်းနိုင်ခဲ့ပါတယ်